မင်္ဂလာပါလို့ဥစွာပနာမနှုတ်ခွန်းဆက်တာပါတယ်ခင်ဗျာဒီတစ်ခေါက်မှာတော့တရေကမဟုတ်ပါဘူးအသစ်ထွက်ထိုင်းဇွန်ဘီကားလေးပါမွေထိုင်းလောကရဲ့မွေထိုင်းမော်အောင်ထားသူလို့တင်စားထားတဲ့စံချိုင်းလဲဧည့်သည်တရုတ်ဆောင်အဖြစ်ပါဝင်တရုတ်ဆောင်ထားပါသေးတယ်ဇလန်ကတော့ကဘာကြီးပူနွေးလာပြီးဖန်လုံအိမ်ဓာတ်ငွေတွေထုတ်လွှတ်မှုဇက်တိုင်မြင့်တက်နေကတနေ့ထက်တနေ့အပူချိန်ကအထုပ်အထိပ်ကိုရောက်ရှိခဲ့တယ်ဝရိုးစွန်းရေခဲတွေအရေးပျော်ထွက်လာတဲ့အတွက်ဘက်တီးရီးယားတွေကြောင့်ငါးတွေအများပြားသေဆုံးခဲ့ပြီးကဘာကြီးကလည်းအကြီးမားဆုံးအကျက်တဲနဲ့ရင်ဆိုင်နေရတယ်။ဒီအကျက်တဲဟာဆယ်စုနှစ်တစ်ခုကြာပြီးတော့အစားအစာပြက်လက်မှုတွေကကဘာတဝန်းကနိုင်ငံတွေကိုထိခိုက်လာတဲ့အတွက်စူပူအောင်ကြွမှုတွေဖြစ်လာခဲ့တယ်။ဒီအကျက်တဲကလူသားမျိုးနွယ်ရဲ့အဆုံးသက်လားအစာရေစာငတ်မော့ခေါင်းပါမှုတွေလည်းကြုံတွေ့လာရပြီးထိုင်းနိုင်ငံမှာလည်းအစာရေစာရှားပါမှုအခက်အခဲကြုံတွေ့နေရတာပါပဲ။စင်ဟာမွေထိုင်းသမားတစ်ယောက်ဖြစ်ပြီးအခုတော့မွေထိုင်းပွဲတွေကလပ်တွေကပိတ်သိမ်းလိုက်ရတာကြောင့်သူ့အကိုဖြစ်သူနဲ့ပစ္စည်းပိုးတဲ့အလုပ်ကိုပြောင်းလို့ရပါတယ်။ကားတစ်စီးနဲ့ကုန်ပစ္စည်းတွေတင်ပြီးလို့လိုရာကိုသွားနေရင်လမ်းတစ်လျှောက်ပတ်ဝန်းကျင်မှာလဲစီကားလာတဲ့မျိုးပြတွေလဲလူသူကင်းမဲ့ပြီးခြောက်ကပ်နေကမြို့တွေရဲ့လမ်းမထက်တွေမှာလဲတုတ်တန်တစပြင်းလိုပါပဲ။စင်တို့လည်းကားနဲ့အတန်ကြာမောင်းလာချိန်လမ်းလေတက်တက်မှာကားတစ်စီးပိတ်ရထားလို့အောက်ကိုဆင်းပြီးသွားကြည့်တဲ့အခါမှာစံချိုင်တယောက်တည်းကားပေါ်ကျန်နေခဲ့ချိန်ကိုစိုးလူနိုင်တွေကကားအနားကိုရောက်လာလို့စင်ကတထောင်တစ်ချက်သေးနဲ့အမောက်သိပ်ပေးလိုက်ပါတယ်ဒီတော့နောက်ထပ်လူဆိုးတွေထက်ရောက်လာကြပြီးရံပြူဖို့ကြိုးစားတဲ့အတွက်ဘန်တူတွဲလုံးတွေတွဲကဘဲတူးပြသွင်းလိုက်တာနဲ့အမောက်ပါပဲနောက်ထပ်3-4ယောက်ကိုလည်းတယောက်ကိုတစ်ချက်တက်လုံးတက်ကွက်အစုံစီနဲ့ပဲအမောက်သိပ်ပေးလိုက်ရင်နောက်ဆုံးလူကဓားပါလို့အမတ်မတင်တိုက်ခိုက်ခံလိုက်ရတာကြောင့်ပဲမျက်နှာကိုဓားအနှဲငယ်ရှာသွားပါတယ်ဒီတော့စင်လဲဒေါသထောင်းခနဲ့ဖြစ်သွားပြီးဒါတချမ်းတိုက်ခိုက်လိုက်လို့ပေါက်သွားပြန်တာပါပဲနောက်ထပ်ရောက်လာတဲ့လူတွေကိုလည်းဒူးတောင်တက်ရှစ်သက်အစုံသုံးပြီးတိုက်ခိုက်နေချိန်သူတို့ပစ္စည်းကားကိုအနောက်ကနေဝင်ဖောက်နေလို့စံချိုင်ကဆုံးမပေးလိုက်ကခက်အေးအေးပဲချွေးတောင်မထွက်ပဲကားပေါ်ကိုပြန်တက်ပြီးခီးဆက်ကြပါတယ်အဲ့ဒီနောက်မှာတော့မွေထိုင်းပွဲတွေကျင်းပတဲ့နေရာမှာလဲအပြက်အစီးအစုပ်အပြက်တွေနဲ့ပဲရှိနေပြီးလမ်းကြားတွေလမ်းမတွေထက်မှလဲရေရဖို့ကိုတောင်အလူအရက်ပါပဲဒီကြားတဲ့မချီမငန်ရှိတဲ့လူတွေကိုလည်းအာနာပိုင်တွေကရိုက်နှက်ဆုံးမသေးတာပါလမ်းကြားတွေမှာပုံစိုးရင်လည်းလိုက်ဖမ်းတာပါပဲအားလုံးကဖြစ်ချင်တိုင်းတွေဖြစ်အငန်းငတ်အပြက်အပြက်တွေပေါ့ဒီထဲမှာမှစင်ရဲ့ချစ်သူရင်ကတော့အချိန်စရာတွေချရေးနေပြီးအိမ်မှာတယောက်တည်းရှိနေရင်အတွေးတွေနဲ့ထိုင်နေတာပါစင်ကလည်းစမ်းချိုင်းနဲ့ပစ္စည်းပိုးတဲ့အလုပ်ကနေသူတို့ပိုးတဲ့ပစ္စည်းကိုဖွင့်ကြည့်တော့ငါးတကောင်ပါဒီတော့စမ်းချိုင်းကလည်းအသားမစားရတာကြားပြီးဆိုပြီးဓာယူပြီးဖြတ်စားဖို့ပြင်ပါတယ်တစ်ဖက်မှာလည်းသူတို့ကုမ္ပဏီကတထေးကဒီငါးကိုတခြားရင်းနှီးမြုပ်နှံတဲ့လူတွေနဲ့တွေ့ဆုံပြီးရင်းနှီးမြုပ်နှံဖို့ကြေညာနေကဧည့်သည်တွေနဲ့အတူငါးရဲ့အသားကိုစားတော့ကြပါတယ်သူတို့ရဲ့တထေးခွန်ဝက်စုကဒီငါးကိုမွေးမြူပြီးရောင်းချနိုင်ဖို့အကြံနဲ့ပါတစ်ဖက်မှာလည်းအခြေခံလူဒန်းစားတွေဟာတဝမ်းတစ်ခါအတွက်ရှားဖွေရင်းရေနိုမြောင်းတဲ့ကအကောင်ပလောင်တွေကိုတောင်လူရဲ့စားနေကြရသေးတာပါခွန်ပူရင်းနဲ့လုပ်ငန်းရှင်တွေလည်းစားတော့ပြီးစကားပြောနေချိန်တွေးတွေအန်ထွက်လာပြီးလဲကျသွားပါတယ်စင်ကအင်ကိုပြင်ရောက်လာတော့ရင်ကတန်းပြီးစုပူပါတယ်ရက်အကြာကြီးပျောက်နေလို့ပါပဲစင်ရဲ့အလုပ်ကိုသဘောမကျတာကြောင့်ပြောဆိုနေပြီးဒဏ်ရာကိုစီးထည့်ပေးနေကနောက်ဆက်မလုပ်တော့ပါဘူးလို့ဂတိပေးလိုက်ရပါတယ်ပြောနေရင်ကသူ့ရဲ့အလုပ်ချိန်ရောက်ပြီမလို့အလုပ်ကိုသွားဖို့ဖယ်ရီကားနဲ့အတူလိုက်သွားပါတယ်ကားပေါ်မှာလည်းသူနဲ့အတူအမမင်းတို့မိသားစုလည်းလိုက်ပါလာကြတာပါရင်ကဒေါက်တာတယောက်ဖြစ်ပြီးအမမင်းရဲ့သားလေးကလည်းတောက်တူမရကူညီပေးသူပါရင်တယောက်လူနာတွေနဲ့အလုံများနေချိန်စေယုံဒါရိုက်တာကသူ့ကိုအရေးကြီးလူနာကိုလိုက်ကြည့်ပေးဖို့ပြောလာပြီးရင်ကခွဲစိတ်ဖို့အရေးကြီးလူနာရှိတယ်လို့ပြောပေမဲ့လည်းလက်မခံပါဘူးစေယုံအတွက်အရေးကြီးတဲ့လူဖြစ်တယ်လို့ဆိုကဖိအားပေးပြီးခေါ်ဆောင်သွားပါတယ်သူသွားနေရင်လမ်းမှာခွန်ဖူရစ်ကသွေးတွေအန်နေရင်စေယုံကိုရောက်လာတာကိုသတိထားမိလိုက်ပါတယ်ဒါပေမဲ့သူတို့ကအမှုမဲ့အမတ်မဲ့ပဲဆက်သွားလိုက်ပြီးခွန်ဝက်စုနဲ့တွေ့တဲ့အခါမှာငါးကိုလူနာတွေအတွက်သုံးစီဖို့ပြောနေပြီးရင်ကတော့ငါးကလူနာတွေကိုတကယ်အကျိုးပြုမလားဆိုတာကိုစစ်စစ်စမ်းသပ်ပြီးမှလုပ်ဖို့ပြောနေတာပါဒါကိုခွန်ဝက်စုကလည်းလက်မခံပါဘူးသူထုတ်လုပ်တဲ့အစားအစာတွေကြောင့်သာဒီနိုင်ငံကအသက်ရှင်နေတာဖြစ်ကြောင်းသူ့ရဲ့ဇနီးအတွက်မတန်ရှင်းတာတွေကိုယူလာပါမလားလို့ဆိုပါတယ်သူမိမကယောဂအပြင်းထန်ခံစားနေရပြီးအိယာထဲလဲနေသူပါသူတို့ပြောဆိုနေချိန်တစ်ဖက်မှာလည်းငါးကိုစားမိတဲ့ခွန်ဖူရစ်ကအသက်လူနေရပါပြီဒါကိုရင်တို့လည်းမသိကြပါဘူးခွန်ဝက်စုကလည်းသူ့နီးလန်းအတိုင်းဇွတ်လုံမှာပါပဲခွန်ဖူရစ်ကလည်းအသက်ရှူရပ်သွားပါပြီဒါပေမဲ့ခဏအကြာမှာပဲအသက်ပြန်ဝင်လာကစာလောင်မုတ်သိလူစိတ်ပြောက်ပြီးဘေးကလူကိုထပ်ကြိုက်ပါတော့တယ်
လူတွေကိုအသေးအတန်လိုက်ကိုက်နေရင်ရင်တို့ကပြန်အလားနဲ့တိုးပြီးထိတ်လန့်သွားရပါတယ်စင်ကလည်းအိမ်မှာနေရင်ဆေးရုံကတည်င်းကိုကြားသွားပြီးသူစားဖို့ယူလာတဲ့ငါးကြီးကလည်းတပိုင်းတစ်တစ်နဲ့ပဲအသက်ဝင်နေတာပါဆေးရုံကိုရောက်သွားတဲ့အခါမှာတော့လုံခြုံရေးတပ်ဖွဲ့တွေလည်းရောက်နေပြီးအထဲကိုဝင်ခွင့်မရပါဘူးဒီအချိန်မှာပဲတိုက်ပေါ်ကပြုတ်ကျလာတဲ့လူတစ်ယောက်ကပြန်ထလာပြီးတပ်ဖွဲ့ဝင်တွေကိုကိုက်ပါတော့တယ်ဒီတော့ဝိုင်းပြီးပြစ်ကြခတ်ကြရင်အကုန်ဝယုံသုံးကားတွေဖြစ်ကုန်ကြကစင်ကလည်းလူတွေအာယုံထွေပြားနေချိန်ရင်ကိုရှာဖို့ဆေးရုံထဲကိုဝင်သွားလိုက်ပါတယ်အစိုးရအာဏာပိုင်တွေကလည်းဆေးရုံကလူတွေကိုအပြင်ကိုတယောက်မှပေးမထွက်တော့ပါဘူးဆေးရုံထဲမှာလည်းတယောက်ကနေစပြီးကိုက်ခံရတဲ့လူတွေအကုန်ကူးဆက်ခံရကဆေးရုံကအတွင်းမှာရှိတဲ့လူတွေအကုန်လုံးကိုလိုက်ကိုက်နေတာပါဒီတော့ပြေးကြလွှားကြနေပါပြီရင်ကတော့အခန်းတစ်ခုထဲမှာရောက်နေပြီဒါရိုက်တာကဒဏ်ရာရသွားပါပြီအဲ့ဒီလူကိုထားခဲ့ပြီးအခန်းပြင်ကိုထွက်ဖို့ချောင်းနေရင်အတန်ကြားလို့လှည့်ကြည့်တော့ဒါရိုက်တာကကူးဆက်ခံရပြီးသူ့ကိုပြန်ကိုက်ပါတော့တယ်ရင်လည်းကန်ကောင်းလို့လွတ်သွားခဲ့ကအခန်းပြင်ကိုထွက်ပြေးချိန်စင်ရဲ့အရေးပေါ်စကားပြောစက်ကနေခေါ်တဲ့အတန်ကိုကြားလိုက်ရပြီးပြန်ပြောမယ်လို့ချိန်မှာပဲမိကပြတ်သွားလို့မပြောလဲရပါဘူးဆေးရုံရဲ့အလွှာတိုင်းမှာလည်းကူးဆက်ခံရတဲ့လူတွေကတောင်းချမ်းနေပါပြီစင်လည်းစကားပြောစက်ကအလုံးမဖြစ်တော့စိတ်တူသွားပြီးဒီအတိုင်းလိုက်ရှာရတော့မှာပါပဲသူသွားဖို့ပြင်တာနဲ့ကူးဆက်ခံရတဲ့လူတွေနဲ့တိုးပြီးတိုက်ခိုက်ရပါတော့တယ်တကောင်ပြီးတကောင်အပြက်ရှင်းပြီးအရှိကိုဆက်သွားလိုက်ကအမမေရဲ့သားလေးကလည်းအသက်ရှင်သေးပြီးသူ့ကိုလိုက်ကိုက်နေလို့ထွက်ပြေးနေရတာပါထွက်ပြေးနေရင်အခန်းတစ်ခုထဲကလူနာတယောက်ကသူ့ကိုလိုက်ဖမ်းလို့မိကနီးလေးမှာပဲစင်ကရောက်လာပြီးအကောင်တွေကိုနှိမ်နှင်းပေးလိုက်ပါတယ်ဒီကြားတဲ့ကလေးကပြေးအလာမှာကလေးရဲ့ခြေထောက်ကိုကိုက်မိသွားပြီးငါအသက်မရှင်တော့ဘူးအမေကိုချစ်တယ်ပြောပေးပါလုံနေသေးကပြန်ကြည့်လိုက်တော့သူ့ကိုကိုက်တဲ့အကောင်ကအန်ကတ်တက်ထားတဲ့လူဖြစ်နေတာပါဒါကိုမြင်တော့ဝမ်းသာသွားပြီးစင်ရဲ့အနောက်ကိုလိုက်လာကစင်ကတော့ရင်ကိုရှာဖို့ပဲစိတ်ဇောကပ်နေတာပါရင်ရှိတဲ့နေရာကိုလိုက်ပို့ပေးပါမယ်လို့ပြောနေလို့နေရာပဲပြောခိုင်းကသူ့ပဲသွားဖို့ပြင်ပါတယ်ဆေးရုံလုံခြုံရေးကလည်းအကောင်တွေကိုတိုက်ခိုက်နေရင်အပြင်ကိုထွက်သွားတဲ့ကလေးမလေးကိုလည်းအာနာပိုင်တွေကတယောက်မှမထွက်ဖို့အမိန့်ဖေးထားတာကြောင့်ကလေးမလေးကိုပြစ်လိုက်တဲ့အချိန်လုံခြုံရေးကဝန်ခံလိုက်တော့သူ့ကိုထိပြီးလဲကျသွားပါတယ်နောက်ကလေးမလေးကိုပါပြစ်ခတ်လိုက်ကြတာပါပဲနိုင်ငံတော်ကာကွယ်ရေးအရာရှိတွေကလည်းအထဲကိုလွတ်ဖို့ဆွေးနွေးနေကြပြီးအရာရှိတွေကသူတို့အဖွဲ့တွေကိုတေတွင်းထဲကိုမတွန်းပို့ခြင်းကြပါဘူးထိပ်ပိုင်းအရာရှိကတော့တနိုင်ငံလုံးကိုပြန့်နှံ့မသွားစေဖို့စေယုံကိုဖောက်ခွဲခိုင်းလိုက်ပါတယ်ဒီတော့တပ်ဖွဲ့ဝင်တွေကဖောက်ခွဲရေးပစ္စည်းတွေကိုလိုက်တက်နေကြပါပြီမင်းကလည်းအသက်ရှင်လျက်တနေရာမှာရှိနေတာပါရင်တော့အပြင်ကိုထွက်နိုင်ဖို့အကောင်တွေကိုလှည့်ပတ်ရှောင်ကွင်းရင်းစင်ပယ်မှာလည်းသိရဖို့ CCTV အခန်းထဲကိုဝင်ချိန်တကားတော့မရှိလို့ကိုက်ခံထားရတဲ့လုံခြုံရေးစီကဖြုတ်နေချိန်သူ့ကိုထပြီးလိုက်လို့အမြန်ထွက်ပြေးပြီးအခန်းထဲကိုဝင်လိုက်ရပါတယ် CCTV ကနေကြည့်တော့လေစင်ကိုမတွေ့ရပဲအလွာတိုင်းနေရာတိုင်းမှာကူးဆက်ခံရသူတွေကိုမြင်လိုက်ရပြီးစိတ်တက်ကြသွားပါတယ်စင်ကတော့ကလေးနဲ့အတူသွားနေရင်ဝီချဲပေါ်ကလူကသူတို့ကိုမန်ဖီပြီးလဲကျသွားလို့ကလေးကရေလိုက်တာကိုအတန်ကြားသွားကတခြားအကောင်တွေပါလိုက်လာတဲ့အတွက်ပြန်တိုက်ခိုက်ရင်ပြေးရပါတော့တယ်ပြေးနေရင်ပဲအခန်းတစ်ခုထဲကိုဝင်ပုန်းတဲ့အခါမှာအဖေဖြစ်သူကိုစောင့်ပေးနေတဲ့လူကိုမြင်ပြီးသူတို့ရှိမှပဲငါတို့အားလုံးကတေမာလို့ဆိုကသူ့ကိုယ်သူစီးထိုးပလိုက်ပါတယ်ကောင်လေးကလည်းကြောင်ကြည့်နေချင်းအခန်းထဲကလည်းမလုံးကျုံဖြစ်လာလို့စင်ကအပေါ်ကိုတက်ပြေးတဲ့အခါမှာပဲကလေးကလည်းတက်ပြေးဖို့လှုပ်ချိန်အကောင်တွေအများကြီးဝင်လာပြီးတားဖွာနှစ်ယောက်ကိုဝိုင်းပြီးကြိုက်ကြဖဲကြပါတော့တယ်စင်ကအရှိကနေအတင်းတက်သွားကကောင်လေးကတော့တက်နေရင်သူ့အောက်ကနေလိုက်လာနေလို့လန့်ပြီးချော်လဲကြတဲ့အခါမှာပဲစင်ကလည်းအချိန်မီလန့်ဆွဲထားပြီးဖတ်ထားလိုက်ပါတယ်ရှင်ကလည်းဆက်မသွားရဲတော့တာကြောင့် CCTV အခန်းထဲမှာပဲထိုင်နေချင်းတတိခွန်ဝတ်စုကအခန်းထဲမှာသူ့မိမကိုစောင့်ရင်အကောင်းတိုင်းရှိနေသေးတာကိုသိလိုက်ရပါတယ်စင်တို့ကလည်းအခန်းတစ်ခုပြီးတစ်ခုလိုက်ကြည့်ရင်ကောင်လေးရဲ့အမေအမမင်းနဲ့စုံမိသွားကြကအမေဖြစ်သူကိုအားရဝမ်းသာပြေးဖတ်လိုက်ပါတယ်ဒါပေမဲ့မင်းကကြိုက်ခံထားရပါပြီဒီတော့သားကိုစင်နဲ့အပ်လိုက်ပြီးထွက်သွားခိုင်းလိုက်ပါတယ်ကောင်လေးကမထွက်သွားခြင်းပဲအမေနားကိုအတင်းပြန်လာနေလို့စင်ကပဲအတင်းဆွဲခေါ်သွားရတာပါသူတို့ထွက်သွားတာနဲ့မင်းကချက်ချင်းပဲပြောင်းလဲလာပါပြီကလေးကအမေစီကိုပြန်ပြေးတော့ကြောက်စရာကောင်းနေလို့လန့်သွားပါတယ်သူတို့အတန်တွေကိုကြားသွားလို့နောက်ထပ်အကောင်တွေအများပြားရောက်လာတဲ့အတွက်စင်တို့လည်းအနားရောက်လာတဲ့အကောင်တွေကိုပြန်တိုက်ခိုက်ရင်အမြန်ထွက်ပြေးကြရကောင်လေးကတော့သူ့အမေကိုတကြောကြောခေါ်ရင်းပါပဲရင်ကလည်းအရေးစွန့်ပြီးခွန်ဝက်စုရဲ့အခန်းကိုသွားကတကားဖွင့်ဖို့တောင်းဆိုပြီးဖွင့်ပေးလို့အထဲကိုအဝင်အကောင်တွေကလည်းအနောက်ကနေရောက်လာနဲ့ကန်ကောင်းပြီးလွတ်သွားပါတယ်ခွန်ဝက်စုကသူ့ကိုလာခဲ့ဖို့စစ်တပ်အရာရှိတွေကိုအကူအညီတောင်းထားပြီးပါပြီဒီတော့အရာရှိကအကောင်းဆုံးတပ်ဖွဲ့ဝင်တစ်ခုကိုဆေးလွတ်ပြီးခွန်ဝက်စုနဲ့သူ့မိန်းမကိုစေးရုံကနေကယ်ထုတ်ဖို့အမိန့်ပေးလိုက်ပါတယ်
ကွန်မန်ဒါတွေကလည်းမသွားကျင်ကြပါဘူးဒါပေမဲ့အမိန်ဘဲလို့ပြက်ပြက်ပဲအမိန်ပေးလိုက်ပါတယ်ခွန်ဝက်စုရဲ့မိန်းမကလည်းအသက်ရှင်ဖို့အတွက်သွေးအမြဲသွေးနေရတာပါသွေးကလည်းကုံလာတော့မှမို့ရင်ကိုသွေးသွားယူပေးဖို့အကူအညီတောင်းနေကရင်ကလည်းအန်ဒီရဲ့ရှီမန်တိပေမဲ့အသက်ကယ်နိုင်ဖို့အတွက်သွားယူပေးဖို့ဆုံးဖြတ်လိုက်ပါတယ်တကယ်တော့သူ့ကိုလာကယ်တဲ့လူတွေလာတဲ့အချိန်မှာရင်ကိုမခေါ်သွားခြင်းလို့ပါပဲစင်တို့ကလည်းတလွာပြီးတလွာရင်ကိုလိုက်ရှာနေကြတာပါအစိုးရအဖွဲ့ကလွှတ်လိုက်တဲ့အထူးတပ်ဖွဲ့ကလည်းအဆောက်အဦကိုမပေါက်ကွဲခင်မိနစ်30အတွင်းမှာခွန်ဝက်စုတို့ကိုအပြီးကယ်ထုတ်ရမှာပါစင်တို့ကဆက်လာနေရင်ရင်ရဲ့လဲဆွဲလေးကိုမြင်လို့ကောက်ကြည့်နေချိန်မှာပဲရင်ကသွေးတူလောင်တဲ့အခန်းထဲကိုဝင်သွားတာကိုအကောင်တွေကအနောက်ကနေအတင်းလိုက်နေတာမြင်လိုက်ပြီးစင်ကသူ့စီလောင်အောင်អော်လိုက်ကအကောင်တွေနဲ့တိုက်ခိုက်ရပါတော့တယ်တစ်ဖက်မှာလည်းအထူးတပ်ဖွဲ့ကအကောင်တွေကိုပြစ်ရှင်းရင်အထဲကိုဝင်လာကခွန်ဝက်စုတို့ကိုခေါ်ထုတ်နေပါပြီခွန်ဝက်စုကလည်းသူ့မိမကိုသွေးအစ်စ်ပြောင်းချိတ်ပေးလိုက်ပါတယ်စင်တို့လည်းတိုက်ခိုက်နေကြရင်ရင်ကသူ့ကိုမြင်သွားပါတယ်ရင်ကအထဲမှာဖြစ်နေလို့ကြည်နေရင်းမှာပဲအကောင်ကြီးတစ်ကောင်ကလိုက်လို့ထွက်ပြေးရကစင်လည်းအတင်းဝင်လိုက်ပြီးမမြင်ရအောင်မိသက်ဆေးဘူးနဲ့မှုတ်လိုက်ပါတယ်အကောင်ကြီးကအတင်းဝင်တိုက်ခိုက်ဖို့လုပ်ချိန်မိသက်ဆေးဘူးနဲ့ထုပြီးအပြက်ရှင်းပြေးလိုက်တာပါပဲအထူးတပ်ဖွဲ့လည်းပြန်ထွက်လာတဲ့လမ်းမှာစီးတပ်ဖွဲ့ဝင်တယောက်ကကြာသွားပါတယ်ဒီတော့ခွန်ဝက်စုကဒေါက်တာကိုပါခေါ်သွားမယ်လို့ပြောလိုက်လို့ရင်ကိုခေါ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်စင်ကလည်းရှောက်လန်းတောင်းကနေအထွက်သူ့ကိုပြစ်ခံလိုက်ရပါတယ်လဲကျသွားချိန်မှာပဲရင်ကိုအတင်းဆွဲခေါ်နေကြတာပါတနက်မှန်တာကမသိပဲပြန်ထလာပြီးတပ်ဖွဲ့ဝင်တွေကိုတိုက်ခိုက်ပါတော့တယ်တခြားတပ်ဖွဲ့တွေကခွန်ဝက်စုနဲ့ထွက်သွားပေမဲ့တပ်ဖွဲ့ရဲ့ခေါင်းဆောင်နဲ့အပြန်လန်းအပြင်းအထန်တိုက်ခိုက်ကြရပြီးစင်ကိုလေဘင်းကနေတိုင်းချုပ်ခံထားရချိန်အကောင်တကောင်ကရောက်လာလို့လွတ်သွားပါတယ်ဒီတော့စင်ကအပြန်အသာစီးရသွားပြီးတိုက်ခိုက်လိုက်တာကြောင့်ပဲတပ်ဖွဲ့ခေါင်းဆောင်ကလဲကျသွားကသူ့ကိုလည်းအကိုက်ခံလိုက်ရပါတယ်စင်ကလည်းဒဏ်ရာပြင်းထန်တဲ့အတွက်မထနိုင်ဖြစ်နေကသူ့ကိုရင်ကဆွဲခေါ်ကဒဏ်ရာကိုကူးတာပေးလိုက်ပြီးတတ်တာသွားကတတိပြန်ရလာခဲ့ပါတယ်တတိပြန်ရလာတော့ရင်ကသူ့ကိုဆုံးရှုံးရမှာကြောက်ပြီးငိုနေကစင်ကလည်းတောင်းပန်လိုက်ပြီးတယောက်ကိုတယောက်အပြန်လန်တောင်းပန်နေကြပါတယ်ပြီးတာနဲ့သူ့မှာပါလာတဲ့လက်စွပ်ကိုထုတ်ကလက်မှာစွပ်ပေးလိုက်ပြီးဒီကနေထွက်ပြီးတာနဲ့မွေးရမြေကိုပြန်ကြမယ်လို့ဆိုကဖတ်ထားလိုက်ကြပါတယ်ကောင်လေးကလည်းအခန်းအပြင်ကိုချောင်းကြည့်တော့တပ်ဖွဲ့ခေါင်းဆောင်ကကူးဆက်ခံနေရတာကိုတီးသွားပြီးစင်ကိုတီးပေးလိုက်တဲ့အခါမှာပဲစင်ကမြားခေါ်လိုက်ပြီးမီးလောင်သွားအောင်လှုပ်လိုက်ပါတယ်ဒါပေမဲ့မီးပူရင်အလိုလျောက်ရေဖြန်းတဲ့စနစ်ကပွင့်လာပြီးမီးငိမ့်သွားသလိုလဲကျနေတဲ့အကောင်တွေကလည်းရေကြောက်ငါးတွေလိုတစ်ဖြက်ဖြက်လူးလာကြကပိုပြီးတန်မာလာကြပါတယ်ရင်တို့လည်းခွန်ဝက်စုနဲ့တွေ့တော့အမြန်ထွက်သွားကြမယ်လို့ပြောပြီးမယ်နားမထောင်ပဲသူမိမအသက်ရှင်လာပြီလို့ပြောနေကတကယ်တော့မိမဖြစ်သူကလည်းရေကြောက်ပြောင်းလဲသွားပြီးခွန်ဝက်စုကိုထပြီးကြိုက်ပါတော့တယ်အနောက်ကနေလည်းတခြားကောင်တွေကရောက်လာပြီးအတင်းဝင်ကြိုက်ဖဲ့ကုန်ကြကစင်တို့လည်းအခန်းတကားကိုပိတ်ခဲ့ပြီးထွက်သွားနေရင်ပိုပြီးကြမ်းတမ်းလာတာကြောင့်ပဲတကားကလည်းမခံနိုင်ဖြစ်ကပွင့်ထွက်သွားပြီးအများကြီးဝင်လာလို့ရင်နဲ့ကောင်လေးကိုအရင်သွားနေစီပြီးစင်ကတော့အကောင်တွေကိုတိုက်ခိုက်ရင်ကြံခဲ့ပါတယ်ရင်တို့ကအပေါ်ဆုံးထပ်ကိုရောက်သွားခဲ့ပြီးအတင်းဆောင်နေတဲ့တပ်သားကသူတို့ကိုရဟတ်ရင်စီကိုသွားစီပါတယ်ဒါပေမဲ့ရင်တို့နှစ်ယောက်လုံးကအနောက်ကလိုက်လာမယ်လူရှိတာကြောင့်စောင့်ပေးပါလို့အတင်းတောင်းဆိုနေတဲ့အတွက်အချိန်9မိနစ်စောင့်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်ရင်တို့ကရဟတ်ရင်ပေါ်ကနေသွားဆောင်နေပြီးတကားကနေစင်ထွက်လာမှာကိုမျှော်နေရှာတာပါစင်ကမလာနိုင်ပါဘူးကားထဲမှာပိတ်မိနေပြီးအသေးအတန်တိုက်ခိုက်နေရကနောက်ဆုံးကားကိုဖောက်ခွဲပစ်လိုက်ပြီးသူ့လက်ဒဏ်ရာရသွားတာပါပဲသူပြန်ထလာတော့အကောင်လေးအများကြီးကထပ်ပြီးပြေးဝင်လာကြပါပြီရဟတ်ရင်ကလည်းမလုံးကြုံတော့တာကြောင့်ပဲအပေါ်ကိုတက်ဖို့ပြင်ရပါပြီချင်းကြိုင်မိုင်းတွေကလည်းပောက်ကွဲမဲ့အချိန်ကလည်းနီးကပ်လာနေကစင်ကလည်းအကောင်တွေလက်ကနေပြေးလွှားရင်းတကားကိုရောက်လာခဲ့ပြီမဲ့ရင်တို့ကလေးပေါ်ကိုတက်နေကြပါပြီစင်ကလည်းနောက်ဆုံးနှုတ်ဆက်တဲ့အကြည့်နဲ့ကြည့်လိုက်ပြီးရင်ကလည်းသူ့ကိုကြည့်ကယူမတက်ငိုကြွေးနေတာပါအကောင်တွေကအနောက်ကနေရောက်လာတော့ပြန်လဲတိုက်ခိုက်နေရင်ချင်းကြိုင်မိုင်းကလည်းပောက်ကွဲသွားကအဆောက်အဦကလည်းပြိုကျသွားခဲ့ပါတယ်ဒါကိုမြင်လိုက်တဲ့ရင်လဲရဟတ်ရင်ပေါ်ကနေဝမ်းနဲ့ငိုကြွေးပါတော့တယ်ရင်ကလွတ်မြောက်သွားခဲ့ပြီးသူ့ရဲ့မွေးရမြေကိုပြန်ရောက်သွားကစင်ကိုတတိယလွမ်းစွန့်နေကတစ်ဖက်မှာလည်းစင်ကမသေးနိုင်သေးပါဘူးဘယ်လိုလွတ်မြောက်လဲဆိုတာမသိရပဲအကောင်တွေကိုတိုက်ခိုက်ရင်ဇလန်းလဲပြီးဆုံးသွားခဲ့ပါတယ်ခင်ဗျာအစိုးတွေလိုက်ပါကြည့်ရှုပေးတဲ့တယောက်ချင်းစီကိုအထူးပင်ကျေးဇူးတင်ရှိပြီးစိတ်ဤချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းများနဲ့အတူကတ်သုံးပါကြော်နေနိုင်ပါစေလို့ဆုတောင်းပေးရင်းညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ